ပါတော့ကြောင့်ဒီတော့ကိုင်းသွားရဲ့ဆိုင်ရဲ့ပဲဒီညာလေးရောက်နေလေမေတ္တာတူလန်းတဲ့ကတော့တေးချင်းပုဂ္ဂိုလ်ကိုတည်တံမော်နေရင်လည်းတည်ပါတယ်ဘုရားတော်မြတ်ဒီရှင်တော်ရဲ့မှာတောင်းလူချီရဲ့ဘူးရဲ့ဆိုင်တရားလာဝေယုမာတရှင်ပုဂ္ဂိုလ်ရင်လွှမ်းရင်လာပါတော့သူတောင်းကြည့်တယ်ညောနေသူပြမလာဘူးလွမ်းတီးတီးခွေရပြီဆိုင်ရဲ့တော့ကိုင်းသွားရဲ့ဆိုင်ရဲ့ပဲစီညာလေးရောက်နေလေမေတ္တာတူလွမ်းတဲ့ကတော့တေးချင်းပုဂ္ဂိုလ်တည်တံမော်နေရင်လည်းတည်ပါတယ်တဲ့ကြည်ရင်ခွင့်တွေပြောပြကြဆိုင်ရဲ့ဥက္ကရာရှိရန်မြဲကြီးစိုင်းတယောက်ပဲရှိမလဲခုကြီးပြောပြပါဦးနော်တင်ကြီးပြန်လာဝေးစွာဝမ်းမှုလို့ရပြီဆိုင်ရဲ့
္ဂလာပါများကျေးဇူးတင်ပါတယ်